တဲ့တချင်းတောင်းထားတယ် အော်အမျိုးသမီးဖွဲ့ အမျိုးသမီးဖွဲ့ မိုင်း တချင်းတစ်ပုတ်တောင်းထားတယ် ဟာဘာ မောင်လေးရဲ့ဒါလေးဟိုဘယ်ဆိုတော့မှမဆိုခင်ရေဆုံးလေးဆိုပြပါတဲ့ ဟာဒါဘောအစိုးမင်းရမှာဘော အဲ့တော့ကိုဆိုပြရမှာအမျိုးသမီးဖွဲ့ဒါခံစားချက်ပေါ့နော် အော်ခံစားသူတို့ခံစားချက်ကလေး သူတို့ခံစားချက်ကလေးမျိုးမျိုးကြွကြွလေးဖြစ်သွား ဟုတ်ကဲ့ တဲ့ရစကိုလေးကြီးမဲလိုက်ကလို့မြင်ရပါတယ်ခင်ဗျာ အမအမဲလိုက်နဲ့ဘယ်နေရာမှာတော့ခံစားတာ ဖန်ထားခံစားတာမင်းကြောင့်တော့သူတောင်းတဲ့တချင်းဆိုပြတာ ဟောအမဲလိုက်က ကျွန်တော်နော်ဒရမစိန်တို့နော်ကိုကိုဒီတို့ကိုဖေဝင်းတို့နဲ့ဆွဲဖက်ပြီโอเค ကဲဘယ်ဒီမြူရဲ့ညီခွေးမြူရဲ့ဖြစ်ပါတယ် ကျွန်တော်တလုံးနဲ့ဟိုက်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 မြို့သားတို့ပြောတယ်အမှန်တကယ်တော့တော့နာချီကူလိုပါပဲ မာယာတွေနာကျင်မစခဏ ဟဲ့အောင်မင်းပေသွားလေဟဲ့ ကျွန်တော်ဒနုပြူပါ ဒါကြောင်ရိုးရိုးဟာကွာဓနုပြူမဟုတ်ဘူးစောက်ခွက်ဖြတ်ခလို့စိန်ခေါ်တယ်လို့ဘာလို့သိချင်းလာမဆိုနဲ့စိန်ခေါ်တယ်သိချင်းလာမဆိုနဲ့သေသွားမယ်မင်းရောပါကောင်းဒီမင်းပေရလေဟဲ့ ကျွန်တော်ဇလွန်ကကရင်ဝင်သားပါ ဟဲ့ဒါကြောင်ရိုးနော်ဇလုံးမဟုတ်ဘူးစောက်ခွက်ဖြတ်ကန်ရတယ်ထိုးလိုက်တယ်စိန်ခေါ်တယ်သိချင်းတွေမဆိုနဲ့ မို့ခမရကျွန်တော်မေးမသိလို့မေးပါဦးမယ် ဟာမင်းပါ ခမရဟင်းသရမှာနိဗ္ဗာန်စောစို့ နိဗ္ဗာန်ဆိုတော့ဒီချိန်ပတ်တော့ကဘန်ဘန် နိဗ္ဗာန်စောတော့တော်တော်နိဗ္ဗာန်စောတော်တော်မိုက်ရိုင်းတဲ့နိဗ္ဗာန်စောသူများတစ်ချင်းဆိုတာဖြတ်လို့ဖြတ်စီနေသွား မင်းတို့စိန်ခေါ်လို့ဘာလို့မလုပ်တယ်ဗော မျက်နာကိလေသာဇီးလျှော်တဲ့ယုံနေသွားဝေးတော့ ကြောင်ရိုးကြောင်ရိုးယူ ကြောင်ရိုးတွေပါဒီကြွယ်ရိုးတွေငပြင်းမာရိုးတွေ ဓနုရိုးမဟုတ်ဘူးဇလုံးမဟုတ်ဘူးသေသွားမယ် ပေးအမိုက်ကပလီမဟုတ်ဘူးထားခဲ့အော်အလံမရှိလို့တော်သေးတော့ထမိန်ပတ်မလား ရွက်နဲ့တကြားမုံအောင်လာရဲ့ညီထောင်ချမှာဖြစ်မှာပါနော် တချင်းဆိုတာဖေးရောက်သွားလဲမို့ခဏလေးဒါဖေးတဲ့ကြီးတော့မှလက်ကုပ်စံလေးကြားကြပါတယ်ပြမောကြီးပန်းကြီးနဲ့ဆိုပြတာသူလက်ကုပ်မတည်ဘူးဖြစ်နေ ပရင်တက်ကအချစ်မပေါ်နဲ့နော်ဒီနေ့ညတော့ကျွန်တော်တို့ညီကိုနှစ်ယောက်လည်းမကြလက်ကောင်းထွက်ရင်ထွက်ပလေးတွေအားရပါရလုံးပါ ရတယ်ဖေးတဲ့ကြီးကဘာမဟုတ်တို့နဲ့လမ်းကွာနေတော့လက်ကုပ်စံမတည်တာတကယ်တမ်းကျွန်တော်ဒီတချင်းကဒါအမှန်ဆိုတာမဟုတ်ပါဘူးဒါဖေးတဲ့ပြင်းနေမှာဆိုပြတာ ဟောကလေးကနောက်တန်းတာ ကျွန်တော်ကနောက်လေးနည်းနည်း နဲ့ ဘာဖြစ်လို့နောက်သားမနည်းနည်းစလိုက်တာ ဟောစားလိုက်တယ်